အားလုံးပဲမင်္ဂလာပါတူးရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်12ရက်2လ2026ကြာသပတေးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကက်ကနန်းနေပေါက်ကနန်းတွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ကြာသပတေးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားခြင်းက38အချိန်ဖြစ်ပါတယ်3459နဲ့ကတ်မှာဖြစ်ပါတယ်ဗျ38ချိန်ကို3459နဲ့ကပ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါက်နန်း၈ကွက်ကတော့33ည343539 83ည848589ဆိုပြီးတော့ပေါက်နန်း၈ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကက်ကနန်းနေပေါက်နန်းနေဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့38လုံးပိုင်းဖြစ်ပါတယ်38လုံးပိုင်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်မထိမပေါက်ကီသုံးလုံးကတော့456ကီဖြစ်ပါတယ်456ကီဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကြာသပတေးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်